ကိုရုံးမှာဘယ်အချိန်ပြောဆုံးလဲ ထမင်းစားတဲ့ချိန်ပေါ့ ဘာလို့လဲ ဘိုက်စားနေပြီလေအဲ့တော့စားမပျော်မှာပေါ့ တီတီရုံးမှာဘယ်အချိန်ပြောဆုံးလဲ ရုံးစင်းတဲ့ချိန်ပေါ့ဝါ ကိုရုံးမှာဘယ်အချိန်ပြောဆုံးလဲ ဘယ်ချိန်ပြောဆုံးလဲဆိုတော့4 နာရီပေါ့ညနေ4 နာရီ မပြောရုံးမှာဘယ်အချိန်ပြောဆုံးလဲ ထမင်းစားတဲ့ချိန် ကိုရုံးမှာပြောဆုံးချိန်ကဘယ်အချိန်လဲ 4 နိုင်59လေ ဘာလို့လဲ 9နိုင်ထူရုံဆင်းရတော့မှလေ ကိုကောင်ရုံးမှာပြောဆုံးချိန်ကဘယ်အချိန်လဲ ရုံးစင်းတဲ့အချိန် ဘာလို့လဲ အိမ်မြပြန်ချင်တော့ ကိုဖြိုရုံးမှာပြောဆုံးချိန်ကဘယ်အချိန်လဲ ငါပျော်နေတဲ့ရုပ်လို့နေထင်ဘာလာမင်းမချောင်း ကိုရုံးမှာပြောဆုံးချိန်ကဘယ်အချိန်လဲ ရုံးစင်းတဲ့ချိန် ဘာလို့လဲ ရုံးစင်းလို့ ရုံးစင်းတာနဲ့ဘာလို့တန်းပြောရတာလဲ ရုံးစင်းပြောတယ် You